မြမစကားပြောရမှာအစဉ်အဆက်ကျင့်သုံးခဲ့တဲ့ထုံနည်းတစ်ခုကတော့စကားပြောတဲ့နေရာမှာအတန်ပြောကိုအတန်ပြင်းအဖြစ်ပြောင်းပြီးအတန်ထွက်ရတာပါရေးတဲ့အခါလူကြီးလူကောင်းလို့ရေးရပေမဲ့ဖတ်တဲ့အခါလူကြီးလူကောင်းလို့ဖတ်ရပါတယ်အဲ့ဒီမှာကြီးနဲ့ကောင်းဟာကြီးနဲ့ကောင်းအဖြစ်ကအခရာတန်ပြောကနေကအခရာတန်ပြင်းကိုပြောင်းသွားပါတယ်အဲ့ဒီလိုပဲတန်ကွင်းကိုတန်ကွင်းရေခွက်ကိုရေခွက်လာစာကိုလာစာထိုးစီကိုထိုးစီရွှေတောင်ကိုရွှေတောင်ခွေးထီးကိုခွေးတီညောင်ပင်ကိုညောင်ပင်မုံဖိုးကိုမုံဖို့ပန်းတီကိုပန်းတီလို့တန်နှစ်တန်ကိုဂျာမှာမနာပဲမချပဲတစ်ဆက်တည်းရွဆိုတဲ့အခါအနောက်ကအတန်တွေဟာအတန်ပြောကနေအတန်ပြင်းကိုပြောင်းသွားကြပါတယ်ပြောခဲ့တဲ့စကားလုံးတွေမှာပါတယ်အတန်ပြောင်းတဲ့အခရာတွေကတော့ကာခစာစာတထပါဖာနဲ့တာတို့ပါကခဟာကလျက်ဖြစ်တဲ့ဂါတံစာစာဟာကလျက်ဖြစ်တဲ့ဇာတံတာထဟာကလျက်ဖြစ်တဲ့ဓာတံပဖဟာကလျက်ဖြစ်တဲ့ဘာတံကိုအတီးတီးပြောင်းသွားခဲ့ပါတယ်မြမစာမှာအဲ့ဒီပြည်တွေကိုထန်တူရလိုက်စုဖွဲ့ထားလို့ဝက်ပြီးတွေလို့ခေါ်ပြီးကာကနေမှအထိ25လုံးရှိတဲ့အထဲမှာ3တန်တွဲပြည်လေးစုံနဲ့ဝက်ပြီးတဲ့မပါတဲ့သားကပဲအတန်ပြောင်းနိုင်တာဖြစ်ပါတယ်အဲ့ဒီလိုအတန်ပြောကနေအတန်ပြင်းအဖြစ်ပြောင်းလဲတာဟာအတန်နှစ်တန်တစ်ဆက်တည်းရွဆိုလိုက်လို့ရှေ့ကအတန်အရှိန်ကနောက်ကအတန်ကိုလာပြီးလွှမ်းမိုးတာကြောင့်ဖြစ်ပါတယ်ရှင်